မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ရခိုင်ပြည်အတွင်းမှာရှိတဲ့အလွန်တရာမှထူဆန်းပြီးတော့ထိတ်လန့်အံ့ဩစရာကောင်းတဲ့တိတ်တပောင်တွေနဲ့ဘုရားသုံးစုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးတစ်ပါးကတော့ရှမ်းကျော်မုနိမြတ်စွာဘုရားပဲဖြစ်ပါတယ်ရှမ်းကျော်မုနိဘုရားကြီးကိုတော့မြောက်ဦးမြို့ကိုရောက်လို့ရှိရဲ့တကူတကတော်ရောက်လေ့လာကြရမှာဖြစ်ပါတယ်ရှမ်းကျော်မုနိဟာမြောက်ဦးမြို့နယ်ရှမ်းကျော်ကျေးရွာမှာတည်ရှိပါတယ်ရှမ်းကျော်ဘုရားကြီးတည်ရှိတဲ့နေရာဟာတရီရှောင်းဘေးမှာတည်ရှိတဲ့အတွက်အရင်ကတော့တွာလာရေးခက်ခဲခဲ့ပါတယ်အခုအချိန်မှာတော့မြောက်ဦးကနေကားဆိုင်ကယ်တွေနဲ့တွာလာလို့ရပါတယ်ရှမ်းကျော်မုနိဘုရားကြီးရဲ့သမိုင်းကြောင်းကလည်းစိတ်ဝင်စားဖို့ကောင်းလာပါတယ်မဟာတိဂရိ69ခုနှစ်မှာဆန္ဒသူရိယဘုရင်ကြီးဟာဓညဝတီပြည်ရဲ့ထိနဲ့အမွေကိုစက္ကန့်ခဲ့ပါတယ်ဓညဝတီထိနဲ့ကိုစိုးစံပြီးတော့နန်းဆန်သက်26နှစ်အရောက်မှာတော့အိန္ဒိယနိုင်ငံမြစ်စီမဒေသမှာသုံးလူထွက်တာမြတ်စွာဘုရားရှင်ပွင့်ထန်ပေါ်ပေါက်တော်မူခဲ့ပါတယ်ဒီတဲ့ကိုတဆင့်ကြရတဲ့ဆန္ဒသူရိယဘုရင်ကြီးဟာမြတ်စွာဘုရားရှင်ပွင့်ပေါ်တော်မူနေတဲ့အတွက်အလွတ်တရာမှရွှင်လန်းဝမ်းမြောက်ပြုံးပျော်နေခဲ့ပါတယ်ဒီလိုနဲ့တက်တော်90နှစ်အရောက်မှာတော့ဆန္ဒသူရိယဘုရင်ကြီးဟာမြတ်စွာဘုရားရှင်ကိုလွမ်းစားကြည်ညိုဖူးမြော်လိုတဲ့အတွက်အမက်ပညာရှိတွေနဲ့တိုင်ပင်တဲ့အခါမှာတော့အမက်ပညာရှိတွေကဘုရားရှင်စီကိုဒီတိုင်းတော်ရောက်ဖူးမြော်ဖို့ဆိုတာမလွယ်ကူတဲ့အတွက်ဘုရင်ကြီးကိုအကျဉ်းဉာဏ်တွေပေးခဲ့ပါတယ်အဲ့ဒီအကျဉ်းဉာဏ်ကတော့ဘုရင်ကြီးနဲ့မြတ်စွာဘုရားရှင်ဟာအတိတ်ဘဝတစ်ခုခုကဆက်ဆက်မှုတွေရှိခဲ့မယ်ဆိုရင်မြတ်စွာဘုရားရှင်ကိုဘုရင်ကြီးကိုယ်တိုင်ကအာယုံပြုပြီးတော့အတိတ်ထံဝင်ပြီးမနောအတိတ်ထံပြုပြီးတော့ပွင့်ဖိတ်တော်မူနိုင်တဲ့အကြောင်းကိုဆန္ဒပြုခဲ့ကြပါတယ်ဘုရင်ကြီးဟာလည်းမှုမဲ့တွေအကျင့်ပေးတဲ့အတိုင်းအတိတ်ထံဝင်ပြီးတော့မြတ်စွာဘုရားရှင်ရှိတဲ့အနောက်မြစ်စီမဒေသဘက်ကိုမျက်နှာမူပြီးတော့ဘုရားရှင်ကိုမနောအတိတ်ထံနဲ့ပွင့်ဖိတ်တော်မူခဲ့ပါတယ်ဆန္ဒသူရိယဘုရင်ရဲ့ပွင့်ဖိတ်ချက်အရာမြတ်စွာဘုရားရှင်ဟာနောက်လိုက်တဲ့ကတော့900နဲ့အတူတေလာဂီရိကြောက်တော်တောင်က30ဓညဝတီပြည်ကိုကြွရောက်ရှိမြင်ခဲ့ပါတယ်ဆန္ဒသူရိယဘုရင်ကြီးဟာလည်းဘုရားရှင်ကိုမျက်ဝေါတန်တန်ဖူးတွေ့ရတဲ့အခါမှာတော့ကြီးညိုလေးစားတဲ့စိတ်တွေဟာအရင်ကတည်းပိုလာပြီးတော့မြတ်စွာဘုရားရှင်နဲ့မခွေးနိုင်မခေါ်နိုင်တဲ့အထိဖြစ်ခဲ့ရပါတယ်နောက်ဆုံးမှာတော့မြတ်စွာဘုရားရှင်ဟာမျက်စိမဒေသကိုပြန်လည်ကြွရှိတော်မူမိဆေးဆေးမှာပဲဆန္ဒသူရိယမင်းကြီးကတောင်းဆိုမှုတစ်ခုကိုပြုခဲ့ပါတယ်အဲ့ဒါကတော့မြတ်စွာဘုရားရှင်ရဲ့ကိုယ်တော်ဘုရားရှင်တဆူကိုထားရှိခဲ့ဖို့ပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကလည်းခွင့်ပြုတော်မူတဲ့အတွက် BC 960မဟာတိဂရိ123ခုကဆုံလပြည့်နေ့ညနေအချိန်ကစပြီးတော့ပြစ္ဆလောဟာ5ပါးယတနာတွေနဲ့မဟာမုနိဘုရားကြီးကိုတွန်းလှုပ်တော်မူခဲ့ပါတယ်မဟာမုနိဘုရားကြီးဟာဆိုရင်နောက်တစ်နေ့ဇာတာပတိနေ့မှာပဲရှောမောအောင်မြင်စွာပဲပြီးစီခဲ့ပါတယ်မဟာမုနိဘုရားကြီးကိုတွန်းလှုပ်တဲ့အခါမှာတော့ကျွမ်းကျင်ရတဲ့ယတနာပစ္စည်းတွေနဲ့ပြည်သူတွေဖူးမြော်နိုင်စေဖို့နောက်တဲ့ဆင်းတုတို့တွေကိုတွန်းလှုပ်တဲ့အခါမှာတော့ရှမ်းကျော်မုနိဖြစ်လာမဲ့မြတ်စွာဘုရားဟာငကိုရှိတဲ့မဟာမုနိဘုရားတဲ့နှမ်းတလုံးမြကြည်နေတယ်လို့ဆိုပါတယ်နောက်ပြီးတော့ရှမ်းကျော်ဘုရားနဲ့အတူလက်ဝဲလက်ရံနှစ်ပါးဖြစ်တဲ့မဲအောင်မြင်ဘုရားနဲ့ရွှေဘုံသာဘုရားတို့ကိုလည်းတွန်းလှုပ်ခဲ့တယ်လို့ဆိုပါတယ်ရာဇဝင်ဟောင်းတွေထင်မှာတော့ညီတော်ဘုရား9ဆူနဲ့မဟာကြီးဘုရား28ဆူတို့ကိုတွန်းလှုပ်ခဲ့တယ်လို့ဆိုပါတယ်ဒီညီတော်ဘုရား9ဆူကိုတော့မဟာချန်ဘုရားလို့ခေါ်ဆိုကြပါတယ်မဟာမုနိဘုရားကြီးတဲ့နှမ်းတလုံးမြကြီးတဲ့ရှမ်းကျော်မုနိဘုရားကြီးဟာလည်းအများပြည်သူတွေဖူးမြော်နိုင်ဖို့ကင်းဝဲဆင်ပြီးတော့မူနေတဲ့အချိန်မှာပဲတက္ကရာ1146ခုနှစ်မှာရခိုင်ပြည်ကိုအမရပူရဘုရင်ဘိုးတော်ပဒုံမင်းသိမ်းယူခေတ်ဆန်ပါသားတော်အင်ရှိမင်းဟာမဟာမုနိဘုရားကြီးကိုဖောင်တော်နဲ့တန်ဆောင်ပြီးတော့မန်းဆောင်ခဲ့ပါတယ်ဘုရားကြီးကိုတင်ဆောင်ထားတဲ့ဖောင်တော်ဟာဈေးရှောင်းမှာရပ်ထားတဲ့အချိန်မှာတော့ရောင်းချေတော်တွေကွယ်မြူးလာပြီးတော့မဟာမုနိဘုရားကြီးဟာအထက်ကောင်းခွင်ပေါ်ကိုပြန်လည်ကြွရှိတော်မူတော်တယ်လို့ဆိုပါတယ်မနေ့မိုးလင်းတဲ့အချိန်မှာတော့ဘုရားရှင်မရှိတော့တဲ့အတွက်အရှိမင်းနဲ့စစ်တီပိုးဝါတွေဟာမင်းပြင်းမင်းနဲ့တက်မှဆိုတဲ့အတွက်မဟာမုနိဘုရားနဲ့အနိစ္စဆုံးတူတဲ့ဘုရားတွေကိုလိုက်ရှာကြည့်တဲ့အခါမှာတော့တတိရှောင်းထင်းမှာရှိနေတဲ့ရှမ်းကျော်မုနိရုပ်ဘောတော်ကိုတွေ့ရှိတဲ့အတွက်ရှမ်းကျော်ဘုရားကိုပဲဗမာပြည်ကိုဘက်ဆောင်တော်ခဲ့တယ်လို့ဆိုပါတယ်ဒီရှင်ကစပြီးတော့ရှမ်းကျော်မုနိဘုရားကြီးကိန်းဝဲခဲ့တဲ့ကူမှာလဲထိမ့်သိမ်းသူမရှိပဲပျက်စီးခဲ့တယ်လို့ဘုရားဆင့်တုတို့လည်းရှိမနေခဲ့ပါဘူးဒီလိုနဲ့တက္ကရာ1286ခုနှစ်မှာတော့ဆရာတော်ကြီးဥပန္တိအမှုပြုတဲ့တကားတွေဖြစ်တဲ့ဥအောင်ထွန်းဥထွိလအောင်ဥပေါ်စေဥဒိုးဝေဥချစ်ဖြူထွန်းနဲ့ဥငနီစားတဲ့ပုဂ္ဂိုလ်တွေက
ပဒင်းစီယာဥဖို့ရောက်ကိုကျေးဆက်ထုတဆူတွဲလို့စေပြီးတော့မူလရှန်ကျော်ဘုရားတည်ထားတဲ့ကုန်းပေါ်မှာပဲပြသက်နန်းဆောင်တွေဆောက်လုပ်ပြီးတော့အဲ့ဒီကျေးဆက်ထုတော်ကိုရှန်ကျော်ဘုရားစင်ထုတော်အဖြစ်ကိုးကွယ်ခဲ့ကြပါတယ်ဒီရှန်ကျော်မူနီဘုရားကြီးကိုတွဲလုံးမဲ့အရှင်စစ်စစ်မှာပဲထူးဆန်းတဲ့အတိတ်တပေါင်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ဒါကတော့ရှန်ကျော်ဘုရားလေးပြီးဓာလေးသွီးဆိုတဲ့စကားပဲဖြစ်ပါတယ်ဓာသွီးဆိုတာကတော့ရခိုင်စကားနဲ့ဓာသွေးတာကိုပဲခေါ်ဆိုတာဖြစ်ပါတယ်ဒီတပေါင်းစကားနဲ့ပတ်သက်ပြီးတော့လူကြီးတွေကလိလာကြည့်တဲ့အချိန်မှာတော့ဘုရားကြီးပြီးစီတော့ရဲ့ဓာသေးရမယ်ဆိုတဲ့အတွက်တိုင်းပြည်မှာအလွန်တရာပြင်းထန်တဲ့စိတ်မက်တွေဖြစ်ပေါ်လိမ့်မယ်လို့ဆိုပါတယ်ဒါကြောင့်လူကြီးတွေဟာဘုရားသွန်းလို့မလို့ဆိုတာတွေကိုအကျင့်အိုက်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဘုရားကြီးကိုပြီးစီအောင်သွန်းလို့မယ်လို့အဆိုပြုခဲ့ကြပါတယ်ဒါပေမဲ့လည်းဘုရားကြီးကိုသွန်းလို့တဲ့အချိန်မှာတော့ဘုရားကြီးကိုမပြီးစီရလိအောင်မတိမတာလေးနဲ့ရှိုးဝဲတဲ့စီမံကိန်းတစ်ခုကိုရှာမဲ့ခဲ့ကြပါတယ်ဒီလိုနဲ့ချန်ကျော်မူနီဘုရားကြီးကိုတည်ထားလိုတဲ့အတိုင်းတာပမာဏတွေအကုန်လုံးကိုလက်ရမြောက်စွာနဲ့တွန်းလုပ်ခဲ့ပေမဲ့လည်းလူတွေလုံးဝတတိမထားနိုင်တဲ့အရာတစ်ခုကတော့ရှန်ကျော်ဘုရားရဲ့နရွက်တော်တစ်ပတ်ပဲဖြစ်ပါတယ်ဘုရားရှင်ရဲ့နရွက်တော်တွေဟာပခုံးတော်နဲ့ထိနေအောင်တွန်းလုပ်ကြပေမဲ့ရှန်ကျော်ဘုရားရဲ့ဘေဘက်နရွက်တော်ဟာပခုံးတော်နဲ့ထိမနေပါဘူးတစ်ဖက်မှာလည်းညာဘက်နရွက်တော်ကတော့ပခုံးတော်နဲ့ထိဆက်နေပါတယ်ဘာကြောင့်လဲဆိုတော့ခုနကပြောခဲ့တဲ့တပေါင်းစကားကြောင့်ပဲဖြစ်ပါတယ်ဘုရားကြီးကိုလုံးဝအပီးအစီတွန်းလုပ်ခဲ့တာမဟုတ်ပဲနရွက်တော်တစ်ဖက်ကိုတော့ပညာသားပါနဲ့မပြီးစီးတဲ့ဟန်ဖြစ်အောင်တွန်းလုပ်ခဲ့တာလည်းဖြစ်ပါတယ်အခုအရှင်ထိလည်းဒီနရွက်တော်တစ်ဖက်ဟာမူလအတိုင်းပဲပခုံးတော်နဲ့မထိပဲရှိနေသေးပါတယ်တကယ်လို့များဘုရားဖူးတွေကသာဒီဘုရားကြီးကိုဖူးတွေ့ရတဲ့အချိန်မှာနရွက်တော်တစ်ဖက်ဘာကြောင့်တိုးနေတာလဲဆိုရင်တော့ကျွန်တော်အပေါ်ကပြောခဲ့သလိုပဲဘုရားကြီးသာပြီးစီးတော်လို့ရှိရင်တိုင်းပြည်ဟာလုံးဝဆော့တရားမရအောင်ပျက်စီးယိုယွင်းလိမ့်မယ်ဓာတ်တွေသွေးရလိမ့်မယ်ဆိုတဲ့အတိတ်တပေါင်းကြောင့်အခုလိုထားရှိခဲ့တယ်လို့လူကြီးတွေကပြောဆိုကြပါတယ်ဒါကတော့ရှင်ကျော်ဘုရားနဲ့ပတ်သက်တဲ့ထူးခြားတဲ့အတိတ်တပေါင်းပဲဖြစ်ပါတယ်ရှင်ကျော်ဘုရားကိုဖူးတွေ့ရပြီဆိုရင်တော့ခုနကျွန်တော်ပြောခဲ့သလိုနရွက်တော်တစ်ဖက်ဟာပုံမှန်ထက်ကိုအခုံးတော်နဲ့မထိဆက်ပဲတူနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ပထိုးတော်တဆူပဲဖြစ်ပါတယ်မြောက်ဦးမြို့မှာအလွန်တရာမှထူးခြားပြီးတော့လက်ရမြောက်စွာတိဆောက်ထားတဲ့ရှေးဟောင်းပထိုးတော်တုတ်ကန်သင်ပဲဖြစ်ပါတယ်ဒီပထိုးတော်ဖြစ်လာရတဲ့အကြောင်းဟာလည်းအလွန်တရာမှစိတ်ဝင်စားဖို့ကောင်းပါတယ်ပြည်ပြူရဲ့တုတ်ကန်အိမ်အိုရဲ့ကြားကန်ဆိုတဲ့တပေါင်းစကားအရဒီပထိုးတော်ကိုတည်ထားခဲ့တာဖြစ်ပါတယ်ဘယဲမင်းဖလောက်ဟာတိုင်းပြည်တည်တဲ့ခံမြေကြီးကိုရှေ့ရှုပြီးတော့ကြီးစွာသောကြောက်တုံးကြောက်ဖြာတွေကိုကန်လက်ကာပြီးတော့ကြောက်ထုတ်ကမ်းပြီးတော့ဘုရားပထိုးကိုတိဆောက်ခဲ့တာကြောင့်တုတ်ကန်သိပထိုးတော်ကြီးလို့လည်းခေါ်တွင်တယ်လို့ဆိုပါတယ်တုတ်ကန်သိပထိုးတော်ကြီးဟာဆိုရင်ရှစ်တောင်ဘုရားရဲ့အနောက်ဘက်ပေ300အကောပေ30မြင့်တဲ့တောင်ကုန်းပေါ်မှာတည်ရှိပါတယ်ပထိုးတော်ကြီးကတော့တက္ကရီ933ခုနှစ်ခရစ်နှစ်1580ခုနှစ်မှာဘယဲမဲဖလောက်နဲ့မိဖုရားရှင်လက်တို့ကတည်ထားခဲ့ပါတယ်ပထိုးတော်ကြီးဟာအလျား200ပေအနည်း190ပေရှိပါတယ်တချို့ပညာရှင်တွေကတော့ဒီပထိုးတော်ကြီးကိုခံတဲ့တခုတစ်ဖွဲ့အသုံးပြုနိုင်ဖို့ပါတိဆောက်ထားခဲ့ကြတယ်လို့ကံမှန်းထားခဲ့ကြပါတယ်ပထိုးတော်ကြီးတိဆောက်ထားပုံမှာလည်းအောက်ခံချောင်းအလေးတေးမှာထူပါစီဒီကြီးတဆူရှိပြီးတော့တောင်းလေးတောင်းမှာလည်းထူပါစီဒီငယ်တွေရှိပါတယ်ဗဟိုစီဒီနဲ့အရင်စီဒီတွေမှာတပိတ်မှောက်အပေါ်မှာဓာတုကင်မစက်တော်တွေတက်ဆင်ထားပါတယ်ပထိုးတော်အတွင်းကိုဝင်မယ်ဆိုရင်တော့ဝင်ပေါက်တစ်ခုသာရှိပြီးတော့လက်ရာတွေခယူးပဲနဲ့လိုက်ကောက်အတွင်းကိုဝင်ရောက်ဖူးမြော်နိုင်စေဖို့ခိုင်ခဲအောင်တည်ဆောက်ထားပါတယ်လိုက်ကူတစ်လျှောက်မှာတော့လက်ဝေးလက်ရာတစ်ဖက်တစ်ချက်စီမှာဂူမုတ်ပေါက်ငယ်146မုတ်ရှိပြီးတော့ကျောက်စန့်တူတော်တွေတည်ရှိပါတယ်ဂူတစ်ဖက်တစ်ချက်စီမှာတော့ယောက်ျားနဲ့မိန်းမအယုတ်တရုပ်စီကိုရခိုင်ရိုးရာဝတ်စုံတွေနဲ့ဘုရားရှင်ကိုဖူးမြော်နေဟန်ပြုလုပ်ထားပါတယ်ဒီရုပ်ထုတွေဟာတစ်ခုနဲ့တစ်ခုမတူညီကြပဲနဲ့တွဲသူနဲ့တွဲသားဆင်းရဲသားလေသမားအဆင့်အတွင်းမျိုးစုံကိုဖော်ပြဝတ်ဆင်ထားပါတယ်16ရာစုမြောက်ဦးခေတ်မှာတော့ရခိုင်ဆင်းရဲထုံးဖွင့်မှုအလင်္ကာပါဝင်တဲ့ဘောင်းတော်40စလေတော်9ပါးခါကျူ9ရိပ်လက်ဆွဲ61လေရိပ်9ခွေနဘေ9ဆင်ကြည်ဝင့်16လက်ကောက်20ပန်းသွေ9မျိုးဆင်ထိုး8ခုပန်းမှု8ချက်ခြေဆွဲ9ပါးကိုဘော9မျိုးတို့ဖြင့်စတုံးထုံနေ64မျိုးတို့ကိုအသေးစိတ်ထုလို့ပြသထားပါတယ်။လိုက်ကူပန်းလင်းရဲ့ထဝက်ခန့်အရောက်မှာတော့အနောက်ဘက်မှာတကား2ပေါက်နဲ့ဝင်ရောက်နိုင်တဲ့သီးခြားလိုက်ကူတစ်ခုရှိပါတယ်။
ဒီကူဟာဘယံရဲ့ဥပုသ်ဆောင်လို့ခေါ်ပြီးတော့တရားအထုတ်တဲ့အခန်းလေးဖြစ်ပါတယ်။ဝင်လဲအတိုင်းဆက်လက်ဝင်တော့ရင်တော့ခြေဝန်းပြီးတော့မြန်မာတဲ့လှိုင်ကူကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီလှိုင်ကူရဲ့အဆုံးမှာတော့ဘေးဥတတဲ့တကားတစ်ခုကိုတွေ့ရမှာလည်းဖြစ်ပါတယ်။ဒီတကားကနေဝင်တော့ရင်တော့လက်ကားဟာပေါ်မှာရှိတဲ့ဘုရားရှင်ရဲ့ကန္နကူလီတိုက်အရှိဘက်အခန်းကိုရောက်ရှိပါတယ်။ဒီအခန်းထဲမှာတော့ရဟန်းတော်တွေပဝရဏပြုခဲ့တယ်လို့မှတ်တမ်းတွေကရေးသားထားပါတယ်။လိုက်ကူတစ်ချက်မှာတော့တန်ခါ900ထိုင်ပြီးတော့ပိဋကတ်3ပုံကကာနုရှစ်တွေကိုနှုတ်တိုက်အာဂုံပြန်ဆိုနိုင်ခဲ့တဲ့အကြောင်းကိုလည်းသိရမှာဖြစ်ပါတယ်။ကန္နကူလီတိုက်ရဲ့အရှိဘက်မှာရှိတဲ့အခန်းမှာတော့နေရင်နဲ့လက်လန်းမမီတမီမှာကြောက်ပြအစွမ်းတွေရှိပါတယ်။ဒီကြောက်ပြစွမ်းတွေဟာရှေးခါကစီမင်းခွဲများကိုထွန်းဖို့စီမံခဲ့တာလည်းဖြစ်ပါတယ်။ကန္နကူလီတိုက်ခန်းမှာပထိုးတော်ကြီးရဲ့အလေးဘဟုမှာတည်ရှိပြီးတော့တူပါဇေဒီရဲ့အောက်တေးဒီမှာတည်ရှိပါတယ်။အခန်းရဲ့ပက်ပက်လေးမှာတော့လေနဲ့အလင်းရောင်ကိုဝင်ထွက်နိုင်ဖို့အတွက်အပေါက်တွေရှိပါတယ်။အရှိဘက်မှာဘဟုလိုက်ကူကိုအလင်းရောင်ပေးဖို့အလင်းပေါက်ကြီးတစ်ခုရှိပြီးတော့ဒီအပေါက်ကြီးကြောင့်ကန္နကူလီတိုက်အတွင်းမှာအမြဲတမ်းအလင်းရောင်ရနေပါတယ်။ရှေးခါကတော့ဒီနေရာမှာယတနာ9ပါးနဲ့တိုင်လုံထားတဲ့စံတူးတော်တွေရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့အင်္ဂလိပ်စစ်တပ်ကယူဆောင်တော့ခဲ့တဲ့အခါမှာတော့တော်တွင်တနေရာကရရှိခဲ့တဲ့စံတူးတော်တစုကိုပင့်ဆောင်ပြီးတော့အစာတူကိုယ်ဝေထားရှိစေဖြစ်ပါတယ်။ဒီပထူးတော်ကြီးဒေထားရတဲ့အဓိကရည်ရည်ချက်ကလည်းအပေါ်ကပြောခဲ့သလိုပဲအင်အိုကြားကင်ပြည်အိုဒုက္ကင်ဆိုတဲ့တပောင်စကားအရာတိုင်းပြည်အိုမင်းလာပြီလို့ယူဆရတဲ့အတွက်ဘယင်မဲဖလုံးဟာထုတ်ကန်စီပထူးတော်ကိုတည်ထားခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့ရခိုင်ပြည်မပြည့်စည်ရလေအောင်မရင်းရန်ရလေအောင်ဆိုပြီးတော့ထုတ်အတန်တန်နဲ့ကန့်ထားပေးတဲ့သဘောကိုလည်းစောင့်နေပါတယ်။နောက်ထပ်တစ်ပါးကတော့မဟာမုနီဘုရားကြီးပဲဖြစ်ပါတယ်။မဟာမုနီဘုရားဟာဆိုရင်လည်းအတိတ်နမိတ်တွေပြတဲ့နေရာမှာအလွမ်းမှထင်ရှားပါတယ်။မဟာမုနီဘုရားနဲ့ပတ်သက်ပြီးတော့မဟာမုနီခြေရင်စစ်တလင်းဘုရားကောင်းပြတွေကလားကောင်းဓာဝေဆိုတဲ့အတိတ်တပောင်တွေကလည်းရှိနေပါတယ်။ဒီအတိတ်တပောင်တွေကိုရခိုင်ပြည်သူတွေဟာအခုရှင်ဒီအလွန်တရာမှယုံကြည်လက်ခံနေကြစေလေဖြစ်ပြီးတော့အတိတ်တပောင်တွေဟာလည်းတကယ်ဖြစ်တဲ့တာတွေရှိနေပါတယ်။ဒါတွေကိုတော့တိုက်ဆိုင်မှုတစ်ခုလို့လည်းမြင်ရင်လည်းမြင်နိုင်ကြပါတယ်။မဟာမုနီဘုရားကတော့အထက်မှာပြောခဲ့သလိုပဲတညဝတီပြေရှင်စနသရိယဘယင်ဟာမြတ်စွာဘုရားရှင်ကိုမနောအဋိဋ္ဌံနဲ့ပွင့်ပိတ်ပြီးတဲ့နောက်ပိုင်းမှာတော့ဘုရားရှင်ဟာရဟန္တာ900နဲ့ကောင်းကင်ကနေကြွရှိလာခဲ့ပါတယ်။ဒီအရှိမှပဲရခိုင်ပြည်သူတွေဟာမြတ်စွာဘုရားရှင်ရဲ့တရားဓမ္မတွေကိုနာကြားရပြီးတော့အလွန်တရာမှစိတ်နှလုံးရွှင်လန်းဝမ်းမြောက်ကြတဲ့အတွက်ဘုရားရှင်ရဲ့မူလူကိုဘောတဆူကိုထားခဲ့ဖို့ယတနာ9ပါးနဲ့တွန်းလှုပ်ခဲ့ကြပါတယ်။ယတနာ9ပါးနဲ့တွန်းလှုပ်ထားတဲ့ဘုရားရှင်ရဲ့ကိုဘောတော်ကိုမြတ်စွာဘုရားရှင်ကိုတော်တိုင်ကရင်ငွေတော်9အုပ်တည်သွင်းလိုက်တဲ့အချိန်မှာတော့စံတုတော်ဟာအသက်ဝင်လာပြီးတော့ပဂတိမြတ်စွာဘုရားရှင်အတိုင်းစံပေးတော်မူခဲ့တယ်လို့ဆိုပါတယ်။မဟာမုနီဘုရားတည်ထားတဲ့ကုန်းတော်ရဲ့ထူးခြားချက်တွေလည်းရှိနေပါတယ်။ဒီထူးခြားချက်တွေကတော့မဟာမုနီဘုရားရှင်ကင်းဝတ်တော်မူတဲ့ကုန်းတော်ဟာဆိုရင်အရှိဘက်ပြည့်စင်မှာရှိတဲ့ဝတုံဒရီရေတင်းဟာရေဘလောက်ပဲလောင်လောင်ရေမပြေဘူးလို့ဆိုပါတယ်။နောက်ပြီးတော့ဒိဋ္ဌိတွေများလိုက်ရင်လည်းဘုရားရှင်ဟာရောင်ရှည်တော်မလွှတ်ဘူးလို့ဆိုပါတယ်။နံပါတ်3ကတော့သူတို့ကောင်းတွေများလိုက်ရင်တော့မိုးကြိုးသောပမာရောင်ရှည်တွေလွှတ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်ညရောက်တိုင်းလည်းဘုရားရှင်ဟာရောင်ရှည်3သွေးကိုလွှတ်တယ်လို့ဆိုပါတယ်။နောက်ပြီးတော့ကန္နာကူလီတိုက်ပေါ်ကနေပြီးတော့ငှက်တွေမပြန့်တန်းကြဘူးလို့လည်းဆိုပါတယ်။နောက်တစ်ခါဘုရားပွေးအရှင်အတွင်းမှာလည်းဘုရားပရဝုံအတွင်းလူတွေပြည့်ရှင်တာမရှိဘူးလို့ဆိုပါတယ်။နောက်ပြီးတော့ရေကန်မှာလည်းဥဒု3ပါးလုံးရေမပြတ်ဘူးလို့လည်းဆိုပါတယ်။နောက်ထူးခြားတာတစ်ခုကတော့ဘုရားအနီးကတစ်ပံတွေဟာဘုရားဘက်ကိုဥညွှဲကြတယ်လို့လည်းဆိုပါတယ်။ဒါ့ပြင်ဘုရားကုန်းတော်မှာရှိတဲ့ကြောက်စစ်ရုပ်တွေဟာလည်းဘုရားကိုစောင့်ရှောက်ကာကွယ်ပေးတယ်လို့ဆိုပါတယ်။ဒါကတော့မဟာမုနီဘုရားကုန်းတော်မှာရှိတဲ့ထူးခြားချက်9မျိုးပဲဖြစ်ပါတယ်။ဒီနေရာမှာအထက်ကပြောခဲ့တဲ့မဟာမုနီခြေရင်စစ်တလင်းဘုရားကောင်းပြားတွေကလားကောင်းဓာဝေဆိုတဲ့တပောင်နဲ့ပတ်သက်ပြီးတော့တိုက်ဆိုင်ကြည့်မယ်ဆိုရင်တော့အခုလိုအချိန်မှာတော့မဟာမုနီဘုရားရဲ့ခြေရင်မှာစစ်ပွေးတွေများစွာဖြစ်ပြီးခဲ့ပြီလေဖြစ်ပါတယ်။မဟာမုနီခြေရင်မှာဖြစ်တဲ့ရခိုင်ပြည်ဟာအခုအချိန်မှာတော့စစ်မဲ့ပေါင်းများစွာဖြစ်ခဲ့ပြီးပါပြီ။ဒီလိုမျိုးစစ်ပွေးတွေဟာအတိတ်မှာလည်းဖြစ်ခဲ့ကြပါတယ်။ဒါကြောင့်ဒီတပောင်နဲ့ပတ်သက်ပြီးတော့ပြည်သူတွေဟာအလတ်တရားမှထိတ်လန့်ကြတာလည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ဘုရားကောင်းပြားဆွေကလားကောင်းဓာဝေဆိုတဲ့စကားပဲဖြစ်ပါတယ်။ကလားဆိုတာကတော့ဘယင်ခက်တွေကပထန်ကသေးစားတဲ့လူမျိုးတွေနဲ့ဘင်္ဂလားဒေ့ရှ်ကလူတွေကိုယဉ်ကျေးတာပဲဖြစ်ပါတယ်။မဟာမုနီဘုရားရဲ့ကုကောင်းတော်မှာပြားဆွေးပြီးဆိုရင်ဒီလူမျိုးတွေနဲ့အမှန်တကယ်အကြီးအကျယ်တိုက်ခိုက်တရတဲ့ဆိုတဲ့သဘောပဲဖြစ်ပါတယ်
1942 ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့ကလားရခိုင်အဓိကရုဏ်းမဖြစ်မီကလည်းဖျားဥတော်မှာအပြားဆွေးပူတယ်လို့လူကြီးတွေရဲ့စကားကိုကြားပူပါတယ်။ဒါပေမဲ့လည်းဟုတ်မဟုတ်ကိုတော့အတိအကျမသိရပါဘူး။ဒါ့အပြင်1146ခုနှစ်မှာရခိုင်ပြည်ကြာဆုံးခါနီးအရှိမှလည်းရေကြီးရေရှည်မှုတွေဖြစ်ပြီးတော့မဟာမုနီကုန်းတော်မှာအီယာမတိတုံကြီးတတုံမျောပါလာပြီးတော့ဆက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ညအရှိရောက်တဲ့အခါမှာတော့တိတုံကြီးပေါ်ကငိုတန်တွေအော်တန်တွေညညူတဲ့တွေထွက်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။သိမကြခင်မှာပဲရခိုင်ပြည်ဟာဗမာပြည်စီမှာကြာဆုံးခဲ့ရတယ်လို့ရှေးလူကြီးတွေရဲ့ပြောဆိုမှုကိုလည်းမှတ်သားပူပါတယ်။ဒီနေရာမှာစကားဆက်လို့တခုပြောရမယ်ဆိုရင်တော့မန္တလေးမဟာမုနီဘုရားကြီးဇောင်းတန်းမိလောင်မှုဖြစ်ပေါ်ပြီးတဲ့နောက်မှာလည်းတီဘောနဲ့မိဖုရားတို့ပါတော်မူခဲ့ရပြီးတော့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာဟာလည်းအင်္ဂလိပ်တွေလက်အောက်ကိုကျရောက်ခဲ့တယ်လို့ဆိုကြပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တာတွေကတော့ရခိုင်ပြည်အတွင်းမှာရှိတဲ့အလွန်တရာမှထိလွှမ်းဖွယ်ကောင်းတဲ့တပေါင်းစကားတွေနဲ့ဘုရားသုံးဆူရဲ့အကြောင်းပဲဖြစ်ပါတယ်။အတိတ်တပေါင်းလေးဆိုတာကတော့မှန်တယ်မှားတယ်ဆိုတာတဲ့ရှေးလူကြီးတွေကအမတန်မှအလေးထားကြသလိုအခုအရှင်ဒီလေဒီလိုအတိတ်တပေါင်းစကားတွေကိုအလေးထားယုံကြည်လက်ခံနေစေပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်အထက်မှာပြောပြခဲ့တဲ့ဘုရားပထိုးတော်တွေဟာဆိုရင်ရခိုင်ပြည်အတွက်အလွန်တရာမှအရေးကြီးတဲ့တိတ်တပေါင်းစကားတွေနဲ့ဖျားပထူတော်တွေပဲဖြစ်ပါတယ်ခင်ဗျာ